မင်္ဂလာပါဒီကနေ့ဩဂုတ်လ25ရက်အင်္ဂါနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်စန်းလှိုင်ထွန်းပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ရန်ကင်းမြို့နယ်မှာရှိတဲ့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာဌာနမှူးမင်းသူအောင်ဦးဆောင်ပြီးစာချုပ်လာရောက်မှတ်ပုံတင်သူတွေထံကငွေကြေးတောင်းခံမှုနဲ့လက်စားမှုတွေစိုးဝါးနေတယ်လို့ငွေပေးခဲ့ရသူတွေနဲ့ရုံးနဲ့နှိစက်သူတွေထံကသတင်းရရှိပါတယ်။မင်းသူအောင်ကစာချုပ်စာတမ်းတွေစစ်ဆေးတဲ့အခါလက်ဝန်ထမ်းတွေကတဆင့်ငွေကြေးတောင်းခံတာတွေရှိပြီးငွေကိုစာအိတ်နဲ့ထည့်ပေးရတယ်လို့ကိုယ်တိုင်ငွေပေးခဲ့ရသူတူကပြောပါတယ်။ငွေပမာဏနဲ့ရင်စာချုပ်မှာအချက်အလက်မပြည့်စုံတာတွေရှာဖွေပြီးလုပ်ငန်းစဉ်ကြံ့ကြာအောင်ပြုလုပ်တယ်လို့လည်းဆိုပါတယ်။စာချုပ်စာတမ်းမှတ်ပုံတင်ရုံးဟာမြေယာအိမ်နဲ့အဆောက်အုံရောင်းဝယ်ခြင်းပေးကမ်းခြင်းပေါင်နှံခြင်းနဲ့ငှားရမ်းခြင်းတို့အတွက်စာချုပ်တွေကိုတရားဝင်မှတ်ပုံတင်ပေးတဲ့ဌာနဖြစ်ပြီးနောက်ဆုံးအဆင့်အတည်ပြုချက်ကိုဌာနမှူးကလက်မှတ်ရေးထိုးပေးရတဲ့အတွက်မင်းသူအောင်ကသူ့ရဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီးငွေကြေးတောင်းခံနေတာလို့တိုင်ကြားသူတွေကပြောပါတယ်။ဒါအပြင်အထက်လူကြီးတွေရုံးကိုလာရောက်တဲ့အခါစားတောက်နေထိုင်စရိတ်နဲ့စာအိတ်တွေစီစဉ်ပေးရတာကြောင့်မှတ်ပုံတင်လာသူတွေထံကငွေတောင်းခံရတာလို့မင်းသူအောင်ဘက်ကအကြောင်းပြတယ်လို့သိရပါတယ်။သူကစစ်တပ်လွှတ်တော်ဥက္ကဋ္ဌဟောင်းအောင်လင်းတို့ရဲ့တူရင်းဖြစ်တဲ့အတွက်တိုင်ကြားမှုတွေကိုလည်းဂရုမစိုက်ဘူးလို့ပြောဆိုတဲ့ကြောင်းရုံးနဲ့နှိစက်သူတွေကဆိုပါတယ်။စာချုပ်မှတ်ပုံတင်လုပ်ငန်းစဉ်အတွင်းကနဦးစည်ရင်းသွင်းတဲ့နေရာကစပြီးကောင်တာဝန်ထမ်းတွေအထိငွေတောင်းခံတာတွေရှိနေပြီးစေတနာကြီးဆိုတဲ့ပုံစံနဲ့ငွေဖလားချထားတာမျိုးတွေရှိတယ်လို့မှတ်ပုံတင်လုပ်သူတချို့ကပြောပါတယ်။မင်းသူအောင်ရဲ့အခန်းဆောင်အဖြစ်လုပ်ကိုင်နေတဲ့အငယ်တန်းစီးရေးတဦးကလည်းကိုပိုင်ကားနဲ့တက္ကစီကားပိုင်ဆိုင်လာပြီလို့ရုံးနဲ့နှိစက်သူတဦးကပြောပါတယ်။မင်းသူအောင်ဦးဆောင်ပြီးလက်စားမှုတွေပြုလုပ်နေတယ်ဆိုတဲ့တိုင်ကြားချက်တွေကိုကြေးတိုင်နဲ့မြေစင်းဦးစီးဌာနရုံးချုပ်ထံကိုတိုင်ကြားထားပေမဲ့လက်ရှိအချိန်ထိထူးခြားမှုမရှိသေးဘူးလို့သိရပါတယ်။အလားတူလာမယ့်စက်တင်ဘာ1ရက်ကစပြီးအိမ်ချမ်းမြေအယောင်းဝယ်တွေမှာရောင်းသူဝယ်သူနှစ်ဖက်စလုံးအခွန်ဆောင်ပြီးကြောင်းအထောက်အထားတွေတင်ပြမှအမည်ပြောင်းနိုင်မဲ့စီးမင်းအသစ်စတင်မှာဖြစ်တဲ့အတွက်သက်ဆိုင်ရာဌာနတွေမှာငွေကြေးတောင်းခံမှုပုံမများပြားလာနိုင်တယ်လို့အိမ်ချမ်းမြေအကျိုးဆောင်တွေကသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံမှာအာဂတိလိုက်စားမှုအခြေအနေဆိုးဝါးနေတာကို Transparency International ရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေမှာဖော်ပြထားပြီးအစိုးရဌာနတွေမှာလက်ပေးလက်ယူမှုတွေပုံမဆိုးဝါးလာနေတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းတာပေါင်းမြို့နယ်မှာစစ်တပ်ကထောင်ထားတဲ့မိုင်းတစ်လုံးကိုနွားတရှင်းကနင်းမိပြီးနွားနှစ်ကောင်စလုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မိုင်းတန်ဘိုးကိုပါပြန်လည်ပေးရမယ့်အခြေအနေဖြစ်နေတယ်လို့သတင်းရရှိပါတယ်ပြီးခဲ့တဲ့ဩဂုတ်လ22ရက်မွန်းလယ်3နာရီခန့်ကတာပေါင်းမြို့နယ်ပြင်းမထုံးအုပ်စုဝါနွဲဆန်းနဲ့ကိုးလန့်ချောင်းကြားဒေသမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနေရာကစစ်တပ်ရဲ့ခမာယ308တရင်အနောက်ဘက်တမိုင်ခန့်အကွာမှာတည်ရှိပြီးစစ်တပ်ကထောင်ထားတဲ့မိုင်းကိုဒေသခံတွေရဲ့နွားတရှင်းကနင်းမိခဲ့တာလို့သိရပါတယ်။မိုင်းပေါက်ကွဲမှုကြောင့်နွားနှစ်ကောင်စလုံးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးတကောင်မှာမျက်စိနဲ့ခြေလက်တွေပျက်စီးသွားခဲ့သလိုနောက်တစ်ကောင်မှာလည်းခြေလက်တွေထိခိုက်ပျက်စီးသွားတဲ့အတွက်တည်ယူဖို့မဖြစ်နိုင်တော့ဘူးလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီနွားတရှင်းရဲ့ကာလတန်ဖိုးကကျပ်30ခန်းရှိပြီးမိုင်းနှိမ့်မိပြီးတဲ့နောက်နွားတစ်ကောင်ရဲ့အသားကိုသာပြန်လည်ရရှိခဲ့ကကြံတစ်ကောင်ကတော့ပျက်စီးမှုများပြားလွန်းတဲ့အတွက်အသားအဖြစ်တောင်အသုံးပြုလို့မရတော့ဘူးလို့သိရပါတယ်။ဒါအပြင်နွားတွေဆုံးရှုံးပြီးထိခိုက်နေတာရတဲ့အပြင်မိုင်းဖိုးအဖြစ်ပါငွေကြေးထပ်မံပေးရမယ့်အခြေအနေဖြစ်နေတယ်လို့သတင်းရင်းမြစ်တူကပြောပါတယ်။အဲ့ဒီအတွက်ဒေသခံတွေကမိုင်းရံနေအကြောင်းပိုင်ဆိုင်မှုတွေဆုံးရှုံးရတဲ့အပြင်ငွေကြေးပိုင်းမှာပါထပ်မံနစ်နာရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဆိုပါတယ်။တာပေါင်းမြို့နယ်အတွင်းအရင်ကလည်းစစ်တပ်ထောင်ထားတဲ့မိုင်းတွေကြောင့်ဒေသခံတွေထိခိုက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့သိရပါတယ်။မယန်းကျင်းရွာတီယိုချန်အနီးတစ်တုံးတရားထိပ်မှာထောင်ထားတဲ့မိုင်းကိုချမ်းချင်းကိုယ်တိုင်နင်းမိပြီးခြေတစ်ဖက်ဆုံးရှုံးခဲ့ရတဲ့အပြင်မိုင်းတန်ဖိုးအဖြစ်ကျပ်9သိန်းပေးရော်ခဲ့ရဘူးတယ်လို့သိရပါတယ်။လက်ရှိမှာလည်းတာပေါင်းမြို့နယ်အတွင်းတောတောင်လမ်းတွေကျေးရွာအနီးနဲ့ဒေသခံတွေသွာလာအသုံးပြုတဲ့လမ်းပိုင်းတွေမှာမိုင်းအနေရရှိနေစေဖြစ်တဲ့အတွက်တောထဲသွာလာသူတွေအနေနဲ့မတိကျွမ်းတဲ့နေရာတွေမှာတတိထားသွာလာကြဖို့ဒေသခံတွေကတတိပေးထားတယ်လို့
သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမိုးရေဆေးဝါးတွေနဲ့ဖမ်းဆီးရမိခဲ့ပေမဲ့အရေးယူခံရခြင်းမရှိဘဲပြန်လည်လွတ်မြောက်လာတဲ့စစ်ကောင်စီတပ်ကဗိုလ်မှူးမျိုးသက်ဆိုသူဟာကျိုင်းတုံမြို့ကိုပြန်လည်ရောက်ရှိပြီးတဲ့နောက်တပည့်ဖြစ်သူဗိုလ်ကြီးပြည့်ဖြိုးခိုင်တဲ့အတူမိုးရေဆေးဝါးတွေဆက်လက်သုံးစွဲနေတဲ့အပြင်တာချီလိတ်ကနေတောင်ကြီးကိုလိုင်စင်မဲ့ကားတွေတည်ယူရောင်းချနေတယ်လို့သတင်းရရှိပါတယ်ဗိုလ်မှူးမျိုးသက်ဆိုသူကပြီးခဲ့တဲ့ဇူလိုင်လ12ရက်ကတောင်ကြီးမြို့မှာရှိတဲ့ Royal တောင်ကြီးဟိုတယ် KTV အခန်းတွင်ကက်တမင်းကင်နဲ့ Happy Water မိုးရေဆေးရှစ်ထုံးနဲ့အတူဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့အမှုဖွင့်အရေးယူခံရခြင်းမရှိဘဲဖမ်းဆီးခံရပြီးမကြာခင်မှာပဲပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဗိုလ်မှူးမျိုးသန့်ကကျိုင်းတုံမြို့အခြေဆိုင်ဆက်သွယ်ရေးတပ်ကသူ့တပည့်ဖြစ်သူဗိုလ်ကြီးပြည့်ဖြိုးခိုင်တဲ့အတူဟိုတယ်နဲ့ KTV အခန်းတွေမှာHappy Water မွေးရစီးတွေဆက်လက်သုံးစွဲနေတယ်လို့စစ်ဘက်သတင်းရင်းမြစ်တူကပြောပါတယ်။ဒါအပြင်ဆရာတပည့်2ဦးရဲ့အဓိကလုပ်ငန်းတစ်ခုအဖြစ်တာချီလိတ်မြို့ကနေတောင်ကြီးမြို့ကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုစစ်တပ်ရဲ့အရှိန်အဝါအသုံးပြုပြီးတည်ယူပို့ဆောင်ကပြန်လည်ရောင်းချနေတယ်လို့ဆိုပါတယ်။အဲ့ဒီလိုလိုင်စင်မဲ့ကားတွေတည်ယူရောင်းချမှုကိုမကြာခဏပြုလုပ်နေကြတယ်လို့လည်းသတင်းရင်းမြစ်တူကပြောပါတယ်။ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရဗိုလ်ကြီးပြည့်ဖြိုးခိုင်ကထွေအုပ်ရုံးကအမျိုးသမီးဝန်ထမ်းတဦးနဲ့လည်းပုဂ္ဂိုလ်ရေးဆက်ဆံရေးရှိနေတယ်လို့သိရပါတယ်။တစ်ဖက်မှာစစ်ကောင်စီကတာမန်ပြည်သူတွေကိုမွေးရဆေးဝါးလက်ဝယ်တွေးရှိမှုနဲ့လိုင်စင်မဲ့ယာဉ်အသုံးပြုမှုတွေကြောင့်ဖမ်းဆီးအရေးယူမှုတွေပြုလုပ်နေတဲ့အချိန်မှာစစ်တပ်အရာရှိတဦးမွေးရဆေးဝါးတွေနဲ့လက်ပူးလက်ချက်ဖမ်းဆီးခံခဲ့ရပြီးအရေးယူမှုမရှိဘဲပြန်လည်လွတ်မြောက်လာတဲ့ဆိုတဲ့ဖြစ်စဉ်ပေါ်ဝေဖန်မှုတွေထွက်ပေါ်နေတယ်လို့သိရပါတယ်။စစ်တပ်အတွင်းအရာရှိတွေကိုမွေးရဆေးဝါးနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေမှာအရေးယူမှုမရှိဘဲဖုံးဖိပေးနေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့လိုင်စင်မဲ့ကားတွေတည်ယူရောင်းချမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့်ဥပဒေစိုးမိုးရေးနဲ့တရားမျှတမှုအပေါ်ပြည်သူတွေကြားမေးခွန်းထုတ်ဝေဖန်မှုတွေမြင့်တက်နေတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ139ခုစစ်စင်ရေးအတွင်းလာရှိုးအကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတချို့ကစားဝတ်နေရေးနဲ့ကျန်းမာရေးအခက်အခဲတွေကြောင့်ဆဲအုပ်စုလက်အောက်ကိုပြန်လည်ဝင်ရောက်ခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးကွန်ရက် JNPP ရဲ့ထုတ်ပြန်ချက်အရသတင်းရရှိပါတယ်။2024ခုနှစ်ဇူလိုင်လနှောင်းပိုင်း139ခုစစ်စင်ရေးဒုတိယပိုင်းအတွင်းလာရှိုးမြို့နယ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နီးတိုက်ပွဲတွေပြင်းထန်လာချိန်မှာ MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလာရှိုးမြို့ကိုဝင်ရောက်လာခဲ့ပြီးအကျဉ်းထောင်အတွင်းကနိုင်ငံရေးအကျဉ်းသား200ကျော်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကလာရှိုးမြို့အကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသား218ဦးလွတ်မြောက်လာခဲ့ပေမဲ့လက်ရှိမှာကုန်စည်နှုန်းမြင့်တက်မှုအလောက်အကင်ရှားပါမှုနဲ့ကျန်းမာရေးအခက်အခဲတွေကိုရင်ဆိုင်နေရတယ်လို့ JNPP ကဆိုပါတယ်။ဒေသခံဘာသာစကားမကျွမ်းကျင်တာနဲ့တရားဝင်နေထိုင်ခွင့်အထောက်အထားတွေမရှိတာတွေကြောင့်လည်းအလောက်ရှာဖို့နဲ့နေထိုင်မှုပုံမခက်ခဲနေကြတယ်လို့သိရပါတယ်။ဒါအပြင်မိသားစုဝင်တွေကတဆင့်စစ်တပ်ဘက်ကဖိအားပေးမှုတွေရှိလာတဲ့အတွက်ရှမ်းမြောက်ဒေသမှာနေထိုင်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေတဲက20ဦးခန့်ကဆဲအုပ်စုလက်အောက်ကိုပြန်လည်ဝင်ရောက်ခဲ့ရတယ်လို့ JNPP တာဝန်ခံမတ်ယူမီဆန်ကပြောပါတယ်။ပြန်လည်ဝင်ရောက်သူတွေကဆဲအုပ်စုဘက်မှဝန်ခံလက်မှတ်ထိုးပြီးတဲ့နောက်အလားတူလုပ်ရမလုပ်တော့ဘူးဆိုတဲ့သဘောမျိုးနဲ့နေထိုင်နေရပေမဲ့သူတို့အပေါ်ဆွဲဆိုထားတဲ့အမှုတွေကြန့်ရှိနေသေးတဲ့အတွက်ဘယ်အချိန်မှပြန်လည်ဖမ်းဆီးခံရမလဲဆိုတာမသိကြဘူးလို့ JNPP ကဆိုပါတယ်။အဓိကအကြောင်းရင်းကတော့စီးပွားရေးအခက်အခဲနဲ့နေထိုင်စရိတ်မြင့်တက်လာတာဖြစ်ပြီးတရုတ်လုပ်ငန်းရှင်တွေဝင်ရောက်လာပြီးတဲ့နောက်အိမ်ငါးကားတွေအစမတန်မြင့်တက်လာတဲ့အတွက်နေထိုင်ဖို့မတက်နိုင်တော့ဘဲကိုယ့်အိမ်ကိုပြန်နေထိုင်ဖို့အတွက်ဆဲအုပ်စုဘက်ကိုပြန်လည်ဝင်ရောက်သူတွေလည်းရှိတယ်လို့မတ်ယူမီဆန်ကရှင်းပြပါတယ်။ကျန်းမာရေးပိုင်းမှာလည်းအခက်အခဲများစွာရှိနေပြီးအကျဉ်းထောင်နဲ့စစ်ကြောရေးကာလအတွင်းရရှိခဲ့တဲ့ဒဏ်ရာတွေကိုလုံလောက်တဲ့ဆေးကုသမှုမရရှိဘဲအကြိုက်ခဲပျောက်ဆေးနဲ့အခြေခံဆေးဝါးတွေကိုသာအသုံးပြုပြီးကုသနေရတယ်လို့သိရပါတယ်။ဆေးကုသဆေးမတက်နိုင်တဲ့အတွက်ကျန်းမာရေးပြဿနာတွေကအသက်အန္တရာယ်အထိဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်လို့ JNPP ကပြောပါတယ်။ဒါပေမဲ့လွတ်မြောက်လာတဲ့218ဦးထဲက100ကျော်ကဆေးအုပ်စုကိုစန့်ကျင်တဲ့ဘက်မှာဆက်လက်ရပ်တည်နေကြပြီးစစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးတာလက်မှုပညာလောက်ကင်တာနဲ့
ဈေးရောင်းဈေးဝယ်လုပ်ငန်းတွေလုပ်ကိုင်ရင်းရပ်တည်နေကြတယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာပြီးတဲ့နောက်ပြန်လည်နေထိုင်နိုင်မှုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေညှော်နှဲလာတဲ့အတွက်လက်ရှိမှာအကူအညီနဲ့ထောက်ပံ့မှုတွေပုံမလိုအပ်နေတယ်လို့ GNPP ကဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုရေရှည်နေထိုင်ရှင်သန်နိုင်ရေးအတွက်နိုင်ငံတကာနဲ့ချိတ်ဆက်ကူညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ထောက်ပံ့မှုတွေတိုးမြင့်ပေးဖို့လဲတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျပန်နိုင်ငံဟော့ကိုင်းဒိုပြည်နယ်ကျိုးကူကူမြို့မှာရှိတဲ့စိုက်ပျိုးရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားတွေရိုက်နှက်ခံရတာဆဲဆိုကျိန်းမောင်းခံရတာနဲ့ကိုထိလက်ရောက်အကြမ်းဖက်ခံရတာတွေကြုံတွေ့ခဲ့ရတယ်လို့ဩဂုတ်လ21ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကိုမြန်မာအလုပ်သမား6ဦးတက်ရောက်ခဲ့ပြီးသူတို့ကဂျပန်နိုင်ငံရဲ့ Specified Skill Worker နေထိုင်ခွင့်နဲ့အဆိုပါစိုက်ပျိုးရေးလုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ဆိုပါတယ်။ကုမ္ပဏီကမေလကစတင်ပြီးမြန်မာလုပ်သား30ခန့်ကိုခေါ်ယူခဲ့တာဖြစ်ပြီးလက်ရှိမှာမြန်မာအလုပ်သမား20ကျော်ဆက်လက်အလုပ်လုပ်နေကြတယ်လို့ဆက်ပိုရိုအထွေထွေအလုပ်သမားသမဂ္ဂကပြောပါတယ်။အလုပ်သမားတွေကအလုပ်စတင်လုပ်ကိုင်ပြီးတဲ့နောက်ဆဲဆိုကျိန်းမောင်းခံရတာချင်းချောက်ခံရတာနဲ့ရိုင်းနှက်ခံရတာတွေရှိခဲ့တယ်လို့ပြောပါတယ်။မြန်မာအလုပ်သမားတအူးမနက်တိုင်းအိယာနိုးလာချိန်မှာဒီနေ့ဘာတွေကြုံရမလဲဘယ်လိုအရိုက်ခံရမလဲဘယ်လိုစူပူခံရမလဲဆိုပြီးကြောက်ရွံ့နေခဲ့ရတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အသက်20ကျော်အရွယ်မြန်မာအမျိုးသားတဦးကရိတ်သိမ်းထားတဲ့တီးနှံတွေပျက်စီးသွားတဲ့အတွက်စူပူခံခဲ့ရပြီးတံမဏိချောင်းနဲ့ညာဘက်ပေါင်ကိုအကြိမ်ကြိမ်ရိုက်နှက်ခံခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီအကြမ်းဖက်မှုတွေကသတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့အလုပ်သမား6ဦးတည်းအပေါ်ဖြစ်ပွားခဲ့တာမဟုတ်ပဲအခြားမြန်မာလုပ်သားတွေပါအလားတူအခြေအနေတွေကြုံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်မြန်မာအမျိုးသမီး4ဦးနဲ့3ဦးကကုမ္ပဏီအလုပ်သမားဆောင်ကနေညဘက်မှာထွက်ပြေးလာပြီးအလုပ်သမားသမဂ္ဂထံအကူအညီတောင်းခဲ့ကြတယ်လို့ဆိုပါတယ်။ကျန်တဲ့အမျိုးသမီး2ဦးကလည်းအတိမိတ်ဆွေ2ဦးကိုအားကိုးပြီးဟော်ကိုင်းဒိုကနေအိုမိုရီပြည်နယ်ထိထွက်ပြေးခဲ့ကနောက်ပိုင်းဆက်ပိုရိုမြို့ကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဆက်ပိုရိုအထွေထွေအလုပ်သမားသမဂ္ဂကအဲ့ဒီမြန်မာလုပ်သားတွေကိုကူညီဆောက်ရှောက်ပေးနေပြီးကိုထိလက်ရောက်ရိုက်နှက်အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံမှာရာဇဝတ်ကြောင်းအရတိုင်ကြားဆောင်ရွက်ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။သမဂ္ဂအကြံပေးဟာဂျီမီဆူဇူကီကလည်းနိုင်ငံခြားအလုပ်သမားတွေကိုလူ့အခွင့်အရေးနဲ့အညီကာကွယ်ပေးဖို့လိုအပ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာအလုပ်သမားတွေဘက်ကအလုပ်ခွင်မှာရိုက်နှက်အကြမ်းဖက်ခံရမှုတွေထပ်မံမကြုံတွေ့ရစေရဖို့နဲ့နောက်ထပ်အလုပ်ခွင်တွေမှာလူသားဆန်စွာဆက်ဆံခံရဖို့မျှော်လင့်နေကြပြီးအလုပ်သမားသမဂ္ဂကလည်းဖြစ်စဉ်ပေါ်ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်တွင်းတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေမှာစစ်တပ်နဲ့ဓာတ်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ထုတ်ကုန်တွေကိုတည်ယူပို့ဆောင်တာရောင်းဝယ်ဖောက်ကားတာတွေပြုလုပ်ပါကထိထိရောက်ရောက်အရေးယူသွားမယ်လို့ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကပူးတွဲထုတ်ပြန်သတိပေးထားကြောင်းသတင်းရရှိပါတယ်။အဲ့ဒီသတိပေးချက်ကိုဩဂုတ်လ21ရက်ရက်စွဲနဲ့ KNDF အမှတ်2စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကရင်စစ်ဒေသViewer 17ဒီမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DMO PDF KNPLF ကရင်ပြည်တပ်မတော် KA ကရင်ပြည်ရဲဌာနနဲ့ကရင်ပြည်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီတို့ပူးပေါင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေထဲမှာစစ်တပ်နဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့တားမြစ်ကန့်သက်ကုန်စည်တွေကိုပြန်လည်တည်ယူရောင်းဝယ်တာတွေကြဲကြဲပြန့်ပြန့်ဖြစ်လာတာကိုတွေ့ရှိရတယ်လို့အဖွဲ့တွေကဆိုပါတယ်။အဲ့ဒီကုန်ပစ္စည်းတွေထဲမှာဒဂုံဘီယာမြန်မာဘီယာဘလက်ရှိဘီယာအက်ဒမန်ဘီယာမန္တလေးဘီယာပရီမီယံဂိုးဆေးလိပ်နဲ့ Red Ruby ဆေးလိပ်တို့ပါဝင်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအတွက်သက်ဆိုင်ရာဂျာကာလာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့လက်ညွှန်ချက်တွေနဲ့အညီဒေသခံပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုတတ်နိုင်သမျှရှောင်ရှားကြဖို့တော်လှန်ရေးအဖွဲ့တွေကမြစ်တာရက်ခံထားတယ်လို့ဆိုပါတယ်။အခုလိုရှောင်ရှားခြင်းအပြင်အဲ့ဒီလုပ်ငန်းတွေကရရှိတဲ့စီးပွားရေးအကျိုးမြတ်တွေကစစ်တပ်ထံကိုဓာတ်ရိုက်ဖြစ်စေတဆင့်ခံဖြစ်စေရောက်ရှိပြီးစစ်တပ်ကိုထောက်ပံ့ပေးနေတဲ့အခြေအနေမဖြစ်လာစေဖို့ရည်ရွယ်တယ်လို့သိရပါတယ်။
အထူးသဖြင့်ပြည်သူတွေမဖြစ်မနေအသုံးပြုရတဲ့အခြေခံကုန်ပစ္စည်းတွေကလွဲပြီးစစ်တပ်နဲ့ဓာတ်ရိုက်ပတ်သက်တဲ့အရက်ဘီယာနဲ့ဆေးလိပ်လိုမဖြစ်မနေသုံးစွဲဖို့မလိုအပ်တဲ့ကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်တာရောင်းဝယ်ဖောက်ကားတာနဲ့သုံးစွဲတာတွေမပြုလုပ်ကြဖို့လည်းတိုက်တွန်းထားပါတယ်။ကရင်နီတော်လှန်ရေးအဖွဲ့တွေကအခုလိုပူးပေါင်းရှောင်ရှားခြင်းကစစ်အာဏာရှင်စနစ်ကိုစန့်ကျင်တော်လှန်ရမှာပြည်သူတွေအနေနဲ့တစ်ဖက်တစ်လမ်းကပါဝင်ကူညီနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်တပ်နဲ့ဆက်နွယ်တဲ့ထုတ်ကုန်တွေကိုတည်ယူပို့ဆောင်တာဒါမှမဟုတ်ရောင်းဝယ်ဖောက်ကားနေတာတွေ့ရှိပါကသက်ဆိုင်ရာအဖွဲ့တွေကထိရောက်စွာအရေးယူသွားမယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အေယာဝတီတိုင်းရေကြီးမြို့နယ်မှာဩဂုတ်လ22ရက်ညနေပိုင်းကကျောင်းပြန်ရေကျော်နေတဲ့လမ်းပိုင်းကိုဖျက်ဆီးစဉ်ရေစီးနဲ့မျောပါပြီးပျောက်ဆုံးနေတဲ့9တန်းကျောင်းသားမောင်ဟိန်းထက်မြင့်ရဲ့ရုပ်အလောင်းကိုဩဂုတ်လ24ရက်မွန်းလွဲပိုင်းမှာရှာဖွေတွေ့ရှိခဲ့တယ်လို့ဒေသခံတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေထံကသတင်းရရှိပါတယ်။ဩဂုတ်လ22ရက်ညနေပိုင်းမှာရေကြီးမြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းက9တန်းကျောင်းသားမောင်လှိုင်မင်းခန့်နဲ့မောင်ဟိန်းထက်မြင့်တို့ကကစင်ကူးကျေးရွာတန်တရာနဲ့တင်းချိုင်းကုန်းခွေအနီးရေကျော်နေတဲ့လမ်းပိုင်းကနေကျောင်းပြန်ဖြတ်တန်းခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာရေစီးနဲ့အတူ2ဦးလုံးမျောပါသွားခဲ့ပြီးမောင်လှိုင်မင်းကန်ကိုပြန်လဲကယ်တင်နိုင်ခဲ့ပေမဲ့မောင်ဟိန်းထက်မြင့်ကတော့ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ပျောက်ဆုံးနေတဲ့မောင်ဟိန်းထက်မြင့်ကရေကြီးမြို့နေဝင်းရှစ်လမ်းမှာနေထိုင်သူဖြစ်ပြီးကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေကဩဂုတ်လ24ရက်ထိဆက်လက်ရှာဖွေခဲ့တာမှာမွန်းလယ်12:28မိနစ်မှာရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ပြီးရုပ်အလောင်းကိုရေကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။လက်ရှိမှာအေယာဝတီတိုင်းတွင်လေးမျက်နှာရေကြီးတာပေါင်းကြုံပြောဟင်းသရဇလွန်နဲ့အိမ်မဲမြို့နယ်တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတာပဲဖြစ်ပါတယ်။စာသင်ကျောင်းတွေဆက်လက်ဖွင့်လှစ်ထားတဲ့အချိန်ကျောင်းတက်ရင်ရေစီးနဲ့မျောပါတာရင်းနစ်တာတွေကြောင့်ရေကြီးလေးမျက်နှာအိမ်မဲနဲ့ကြုံပြောမြို့နယ်တွေမှာကျောင်းသားကျောင်းသူတွေတည်ဆုံမှုတွေပါဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ရေဘေးအခြေအနေကြောင့်ရေကြီးမြို့နယ်အတွင်းကျေးရွာအများပြားရေနစ်မြုပ်နေပြီးအစားအသောက်တောက်ရည်တန်းနဲ့အရေးပေါ်အသုံးဆောင်ပစ္စည်းတွေအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။ဩဂုတ်လ24ရက်အခြေအနေအရဒေကုန်းကျေးရွာမှာအိမ်ရှိ188အိမ်ရှိပြီးဖုန်ကြီးကျောင်းအပါအဝင်ရောင်လုံးကျွရေနစ်မြုပ်နေတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။တခုတ်ကုန်းကျေးရွာမှာလည်းအိမ်ခြေ190ကနေ196ခန့်ရှိပြီးလူနေအိမ်တွေရဲ့ထက်ဝက်ခန့်ကရေနစ်မြုပ်နေတယ်လို့သိရပါတယ်။ဒါအပြင်ရေကြီးနဲ့ကြုံပြောမျိုးနယ်ကြားကအင်ဂျီ35လုံးခန့်သာရှိတဲ့ကျောင်းစုကျေးရွာမှာလည်းရွာပတ်လည်တစ်ခုလုံးရေပြင်ဖြစ်နေပြီးတွာလာရေးအလွန်ခက်ခဲနေတယ်လို့ဆိုပါတယ်။ဂျိုကုန်းကျေးရွာမှာရေတက်မှုများပြားနေသလိုတောင်ကြီးရွာအုပ်စုရုပ်သေးကုန်းကျေးရွာမှာလည်းရေနစ်မြုပ်နေတာ10ရက်ကျော်လာပြီဖြစ်ပြီးတောက်ရည်နဲ့စားတောက်စရာတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေကအကူအညီတောင်းခံထားပါတယ်။မြစ်ရေတွေကကားလမ်းမပေါ်အထိကျော်လွန်နေတဲ့အတွက်ကုန်းလမ်းကနေတွာလာဖို့မဖြစ်နိုင်တဲ့နေရာတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိအေယာဝတီတိုင်းအတွင်းရေကြီးရေရှမ်းမှုတွေကြောင့်ကျေးရွာအများအပြားရေနစ်မြုပ်နေပြီးတောက်သုံးရေအစားအသောက်ဆေးဝါးနဲ့အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေအလွန်လိုအပ်နေတဲ့အခြေအနေဖြစ်တဲ့အတွက်ရေဘေးသင့်ပြည်သူတွေအတွက်အမြန်ဆုံးအကူအညီပေးကြဖို့ဒေသခံတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကအကူအညီတောင်းခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဒီကနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်တွေမှာလည်းအခုလိုစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာကျွန်တော်စန်းလှိုင်ထွန်းပါ